နဲ့ချင်းဆိုကြောင်းကိုတူကလေးဆိုမင်းရဲ့အိမ်သားတွေလည်းလုပ်ပေးထားတဲ့ညလုံးကဒါကကျွန်တော်ရဲ့ရှိတန်းချောင်းသားဘွားတုံးကလှဆုံးမပြရုပ်အဲ့ရထနောက်ချလို့တဲ့အိမ်ကိုဝင်ပြီးအမြဲလို့ပါတယ်အခင်ဆုံးတကယ်ချင်းတွေမို့ငါတို့ကတူတွေခွဲလို့ရမလဲဟောချတဲ့တကယ်ချင်းတွေတော့ငါမျက်စိရှိတဲလို့မလာနဲ့စူပါတူပါကောင်ဖြစ်ဖြစ်အိမ်ကိုချုပ်ကဆွတ်ထိုးမှာပဲလက်ရှိုးရပဲထင်းနေတဲ့ငါရဲ့တင်ပါမှာဆရာမတင်ကြတဲ့ဟောတာလည်းကြားရတာများတော့ရင်ပါလာနေငါကပါငါကနေဘဝလို့မြဲတမ်းတက်တူကြခြင်းချစ်သူလို့ရေးစားလို့ပေါ့စိတ်ကူးရင်လည်းအရှိမွားဖြစ်ပေါ်စားတော့စင်းရိတ်ဆိုရင်မင်းပင်နာလာခမေးတူစားမယ်ခလေးစားရင်ငါနောက်တော့စိတ်ဆိုးပြီးခန်းကိုတင်းစုထားတယ်စိတ်ဆိုးရင်ရံပြတွေ့ဆောင်ချက်တဲ့ကောင်မို့ပြင်းထူလာတဲ့အရန်ကိုမုန်းနဲ့ပြောဟန်ဆောင်သားတွေနဲ့မင်းမူသားချင်ကောင်းငယ်ရငါနာမင်းကြီးဆိုဟာကအိုင်နေကဒီနာရဲ့ခုံမြားမိတဲ့လူလုံးယူတော့နေလုံးဆွဲလန်းနေလုံးတင်ချေတဲ့လေးတွေများခွာချအောင်မိုင်းနေဝေးကြီးဝေးစီမပြတ်တမ်းခဲ့ပါမယ်မင်းမရှိရလို့အသက်နဲ့ကြီးလာပြီးရှစ်တအောင်လို့ကိုယ်နဲ့တက်ခဲ့ကျွန်တော်ကသူ့ဘေးနဲ့ကတ်တဲ့ကောင်နဲ့ရတဲ့ပြစ်စိုးတန်ရပဲဝင်ခံကလေးလမ်းမှာထိုးစရာမရှိလက်ကိုပိုင်ရပေါ့ကွာသူ့ပေါ်တန်ရောတင်ကတကယ်ချင်းဒီနဲ့မလိုက်ဖတ်တော့ပါတန်းထဲမှာလူလက်တုံးလေးချစ်တဲ့ပြောရင်ဖြစ်ပြန်တောင်းတယ်မတ်သားမှာကြောက်ကမင်းပြဖေကချွေရင်ပြောင်းပဲမင်းတော့ပြစ်ပေးမယ်ဆိုမမှုပါဘူးကတေးတယ်လောင်းတယ်ဟောက်ကြတယ်ပြောတယ်ဆိုပြီးခောက်ခံရတဲ့ပေတယ်လောင်းတယ်အပူပကင်းနဲ့ရွှဲပိုင်ဆိုင်တာဖြစ်စင်ချင်းနဲ့ဒီတော့ဘရောက်ပြန်တော့ငါမတော်ရပါဘူးလူမြင်ခွေးနဲ့ကျူရှိစင်းနဲ့ချိန်ဆိုမိဘတွေလာချိုးအိမ်သားလည်းမလို့တော့ဘူးတညာလုံးတတိယနေမှာနေကမိုးကောင်းငယ်ရငါနာမင်းကြီးဆိုငါကအိုင်နေကဒီနာရဲ့ခုံမြားမိတဲ့လူလုံးယူတော့နေလုံးဆွဲလန်းနေလုံးတင်ချေတဲ့လေးတွေများခွာချအောင်မိုင်းနေဝေးကြီးဝေးစီမပြတ်တမ်းခဲ့ပါမယ်မင်းလည်းရှိရကုန်ဒီပါအတိုင်းဝိုင်းခုံထွက်နေငွေချေးမလုံးငါတို့ချစ်နေရင်ပြီးတော့ဘဲမတွေးချင်ဘူးရှေ့ရဲတို့နေဝဲတို့တွေ့အေးသွားနိုင်တဲ့တယောက်တစ်ပြေတရွာချမင်းကိုပို့တော့မယ်အဲ့ဒီတွင်းနဲ့စောက်တီရမရစောက်တင်ကားနဲ့မျက်ရည်ဖိတ်စင်ကြလာတဲ့စားရဲနဲ့စိတ်ဝင်စားမကွယ်သူတက်လက်ဖြစ်နေတော့လည်းဘလို့လွတ်ပိတ်ပြရမှာတဲ့တိတ်မချင်မရှာဘဝတဲ့မနေချင်လို့တော့ဝဲဟင်ဆန်ပြီးခီးကိုထွက်ခေါ်သွားတဲ့ချစ်သူလေးရပြန်ကြီးစီလို့တမ်းပြေတဲ့ညစားလည်းမချက်နိုင်ပါရှက်လွမ်းနေတကယ်တော့ဝဲရပြီဆိုတဲ့တီကြောင့်ငါရင်ပတ်ပဲချမ်းတဲ့သူပြုတ်ပြပေးခဲ့ဘူးတဲ့စက်ကူကျဲပန်းတဲ့ခိုင်းတဲ့ပြန်ချက်မခံသွားနိုင်သေးပါဘူးကွာအလွမ်းရတဲ့နဲ့ကောင်းငယ်ရငါနာမင်းကြီးဆိုဟာကအိုင်နေကဒီနာရဲ့ခုံမြားမိတဲ့